ဂျပန်မှာအတန်ဆုံးอ่ะလေထီထိုးရတာအတန်ဆုံးပဲဘာလို့လဲဆိုတော့မပေါက်မဲ့တာမပေါက်သေးတာတအားစိတ်ကူးရင်လို့ကောင်းတာဘာလို့လဲဆိုတော့ထီတစ်စောင်မှဗျာသူတို့ဂျပန်ငွေနဲ့တွက်လဲ200 300ပဲရှိတယ်အော်ကျွန်တော်တို့မြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင်လဲ9000 8000ဒီလောက်ပဲရှိတယ်အကယ်၍နော်သူတို့ထီတစ်စောင်ပေါက်မယ်ဆိုရင်ကျွန်တော်တို့မြန်မာငွေနဲ့ဆိုခန့်မှန်းကြည့်ပေါ့နော်တိမ်မောင်9000 8000လောက်ရှိတယ်ပေါ့နော်အဲ့သူတို့ပြီးတော့သူတို့ထီတွေကကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးပထမစုကတယောက်တည်းပေါက်လို့ရတာမဟုတ်ဟို 3D ထိုးတယ်လို့ပဲသိလိုက်ဒီကနန်းတစ်ခွက်ကိုလူအယောက်100ထိုးလို့အဲ့ကနန်းထွက်လို့ရှိရင်အယောက်100လုံးပေါက်တယ်သူတို့နိုင်ငံကအဲ့လိုမျိုးအဲ့တော့ထိုးမယ်ဆိုရင်သူတို့စီမှာပြီးတော့ပိုကောင်းတာကသူတို့စီမှာ9ရက်ကိုတစ်ခါပုံမှန်ထွက်တယ်ဟိုဥပမာပေါ့သူထီနံပါတ်တွေကတော့အမျိုးမျိုးရှိတယ်ကျွန်တော်အလွယ်ပဲပြောလိုက်တာ9ရက်ကိုတစ်ခါပုံမှန်ထွက်တယ်ဗျာအကယ်၍မပေါက်ရင်ထားလိုက်ပထမစုပေါက်စရာမလိုဘူးကျွန်တော်တို့အနေနဲ့ကြတော့ကျွန်တော်ထိုးတာကျွန်တော်အပတ်တိုင်းထိုးတယ်စိတ်ကူးရင်တော့ပထမစုမပေါက်ရင်တော့မှကျွန်တော်ဟိုအလုံးတူလေးပေါ့နော်တွတ်လောက်လေးရမယ်ဆိုရင်တော့မှကျွန်တော်တို့မြန်မာငွေနဲ့တွက်ရင်အများကြီးပါကျွန်တော်တို့ဘဝတွေပြောင်းလဲလောက်တဲ့အထိရနိုင်တယ်ပေါ့နော်အဲ့တော့ဂျပန်လာတဲ့လူတွေအနေနဲ့ပေါ့နော်ဟိုနောက်လာမဲ့လူတွေရောအကုန်လုံးကျွန်တော်ကတော့ထီထိုးစေခြင်းတယ်ဗျဘာလို့လဲဆိုတော့တစောင်မှလည်းမုတ်ဖိုးလောက်တောင်မရှိဘူးဗျကျွန်တော်တို့မုတ်တစ်ခုဝယ်ဆိုင်တောင်300ရှိတယ်ဒါပေမဲ့ထီတစောင်ထိုးမှ200 300ပဲရှိတယ်သူတို့နိုင်ငံအဲ့လောက်ကိုတန်တယ်ထီထိုးရတာပြီးရင်စိတ်ကူးရင်ကြီးငါထီပေါက်ဝိုင်းဆိုတော့စိတ်ကူးရရင်အရင်မိုက်တယ်လကားပြောတာပါထီကတော့ထိုးစေခြင်းတယ်ပေါ့နော်မပေါက်ဘူးဆိုရင်တော့မှတွတ်လောက်လေးပဲရမယ်ဆိုရင်တော့မှတကယ်နည်းနည်းနုံပမာဏမဟုတ်ငွေပမာဏကမ်းမန်းလို့မရအောင်များတယ်ပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းတော့ထိုးတယ်ပေါ့နော်ဘယ်နေ့မှပေါက်မလဲတော့မသိဘူးပေါ့နော်မပေါက်လဲဘာမှမဖြစ်ပါဘူးထီထိုးထားပြီးရင်စိတ်ကူးရင်ရတာလေဒါဟိုတစ်မျိုးပေါ့နော်သူများကြီးပြောမယ်ဆိုဇိမ်ခံမှုတစ်မျိုးပေါ့နော်ကျွန်တော်တို့အဲ့လိုပဲသတ်မှတ်ပြီးတော့ထိုးနေတာပဲမဟုတ်ဘူးလောက်ပဲရှိရလေနော်အများကြီးလဲကုန်တော့မှမဟုတ်တယ်အကြံပေးတာပါနောက်လာမဲ့လူတွေထိုးလို့နော်